လူတယောက်ကတင်းချင်းတရားကိုကြော်လွှားပြီးထာဝရအသက်ရှင်နိုင်မယ်ဆိုရင်ကိုစိတ်ဝင်စားစရာမကောင်းဘူးလားမြန်မာနိုင်ငံမှာတော့လေအဲ့ဒါကဒဏ်ရာတွေပုံမြင်တစ်ခုတတ်တတ်ပဲမဟုတ်ပါဘူးဒါဟာတကယ်တကူလျှို့ဝှက်ဆန်းကျဲတဲ့ကျင့်စဉ်တစ်ခုရဲ့အဆုံးစွန်ပန်းနိုင်တစ်ခုပါကဲဒီနေ့မှာတော့အဲ့ဒီဝိဇ္ဇာရဲ့လမ်းစဉ်ဆိုတာဘာလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်အမှန်တော့လေဒီမိကုန်းကလူတွေရှေးဘဝတဏီကနေကမက်ခဲ့တဲ့အိမ်မှာတစ်ခုပေါ့လူဘွားရဲ့ဒီသဘောကအကန့်အသတ်ကြီးကိုကြော်လွှားနိုင်ပါမလားအဲ့ဒီအထွေးကပဲဝစ်ဆာလန်းစဉ်ရဲ့အထူးတွန်းအားဖလာတာပေါ့သူတို့ဘယ်လိုတွေစူးစမ်းကြသလဲဘာတွေလုပ်ကြသလဲစက်ကြည့်ကြတာပေါ့โอเคဒီနေ့ဒီအကြောင်းအရာကိုဆွေးနွေးတော့ဖို့အပိုင်း၅ပိုင်းခွဲထားပါတယ်ပထမဆုံးအနေနဲ့မြန်မာပြည်ကမတင်နိုင်တဲ့သူတွေအကြောင်းတဏှာရည်နဲ့ဆော့ကြမယ်ပြီးရင်ဝစ်ဆာဆိုတာဘာလဲဆိုတာကိုအတိအကျအထိပဲဖွင့်မယ်နောက်သူတို့ရှောင်းလန်းရပြောင်းလဲခြင်းလမ်းစဉ်သူတို့ရဲ့တန်ခိုးနဲ့ရည်ရွယ်ချက်အဆုံးမှာတော့ဒီယုံကြည်မှုကမျက်မှောက်ခက်မှာဘလို့ရှင်သန်နေတယ်လဲဆိုတာကိုကြည့်သွားကြမှာပါကဲဒါဆိုပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်မြန်မာပြည်ကမတင်နိုင်တဲ့သူတွေအကြောင်းပေါ့မြန်မာရိုးရပုံပင်တွေဒဏ္ဍာရည်ထဲမှာလေဒီဝစ်ဆာဆိုတဲ့ထူးခြားစမ်းကြည့်တဲ့ပုံကိုယ်တွေကိုဘယ်လိုမျိုးပြောကြဆိုကြတယ်လဲအဲ့ဒါလေးအင်းကြည့်ကြတာပေါ့ဒါတော်တော်လေးအရေးကြီးတဲ့အချက်ပဲဘာလို့လဲဆိုတော့လေဝိဇ္ဇာတွေကိုဒဏ္ဍာရီတွေကစက်ကောင်တွေလောက်ပဲသဘောမထားကြဘူးသူတို့ကတကယ်ကိုတီးခြားကမ္ဘာတစ်ခုမှာရှိနေပြီးတော့ဒီလောကကြီးရဲ့အဖြစ်အပျက်တွေပုံမှာတိတ်တဆိတ်လွှမ်းမိုးနေတယ်လို့ယုံကြည်ကြတာအဲ့ဒီအချက်ကပဲဒီယုံကြည်မှုကိုပို့ပြီးတော့အသက်ဝင်စေတာပေါ့ကဲသူတို့အကြောင်းအကြမ်းဖင်းသိနေဆိုတော့အဓိကမေးခွန်းကိုရောက်လာပြီတကယ်တော့ဝစ်ဆာဆိုတာဘာလို့လဲဘာလို့ဆိုလိုတာလဲအခုဒုတိယပိုင်းမှာအဲ့ဒါကိုအတိအကျလေ့လာကြည့်ကြမယ်ဒီမှာအတိတ်ပဲဖွင့်ဆိုချက်ကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်ဝိဇ္ဇာဆိုတာကလူသားတစ်ပိုင်းနတ်တစ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်ပေါ့ဒါပေမဲ့အရေးကြီးတာကသူတို့ကမွေးကလေးကတန်ခိုးပါလာတာမျိုးမဟုတ်ဘူးသူတို့ကတာမန်လူသားဘဝနဲ့စပြီးတော့အယံကိုပြင်းထန်တဲ့လော်ဂီအကျင့်တွေဒလုံးထိုးတဲ့ပညာရက်တွေကိုမစုံမနဲ့ကျင့်ကြံအားထုတ်လို့တဘာဝလွန်စွမ်းအားတွေနဲ့အသက်ရှည်ခြင်းကိုရလာကြတာပါသူတို့ပိုင်ဆိုင်တဲ့ဆိုစွမ်းရည်တွေကတကယ်ကိုမကြားဘူးမမြင်ဘူးတွေပါပဲဥပမာလက်ကြီးလေးဖားကိုချုပ်ကင်တာမျိုးတပ်တူတွေကိုရွှေဖြက်အောင်ပြောင်းလဲပစ်တာမျိုးဒါတွေမကားသေးဘူးနော်တခိုးနဲ့ယောဂကုတာကောင်းကင်မှာပြန်တာနေရရွှေ့တာနောက်အနာဂတ်ကိုကြိုမြင်နိုင်တဲ့အထီကိုစွမ်းကြတယ်လို့ဆိုပါတယ်ဒါတွေအလုံးကသူတို့ရဲ့ပြင်းပြင်းထန်ထန်ကြင်ကြံအားထုတ်မှုတွေကနေရလာတဲ့အတိအဖွင့်တွေပေါ့ဒါမဲ့ဒီနေရာမှာအရန်ကိုအရေးကြီးတဲ့ကွဲပြားချက်တစ်ခုရှိတယ်အဲ့ဒါကဖျားလောင်းရဲ့လမ်းစဉ်နဲ့မတူတဲ့အချက်ပဲဖျားလောင်းတွေကတန်တရာနဲ့လွတ်မြောက်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ကြိုးစားကြတယ်ဝိဆာတွေကတော့အဲ့ဒီလိုမဟုတ်ဘူးသူတို့ကတန်တရာနဲ့လွတ်မြောက်ဖို့တဲ့ဒီလောကကြီးမှာပဲဆက်နေပြီးတော့တာသနာတော်နဲ့လူသားတွေကိုဒုက္ခတွေကနေကာကွယ်ဆွန့်ရှောက်ဖို့အတန့်ရှည်အောင်ကြိုးစားကြတာဆိုတော့သူတို့ရဲ့ပန်းတိုင်ကလုံးဝကိုကွဲပြားသွားကောင်းပြီဒီလိုအမခန်းစွမ်းအားတွေကိုဘယ်လိုများရအောင်ယူကြတယ်လဲဝီဆာတယောက်ဖြစ်လာဖို့ရှောက်ရတဲ့လမ်းကတော့လွယ်တော့မလွယ်ဘူးတကယ်ကိုစနစ်ကြသလိုစိန်ခေါ်မှုတွေလည်းအပြည့်ပဲအဲ့ဒါကိုလမ်းစဉ်လို့ခေါ်ကြတယ်ဒီလမ်းစဉ်မှာအထူးအဖြစ်အဆင့်၄ဆင့်ရှိတယ်အဆင့်၁ကတော့တီလာဆိုလိုတာကကိုကျင့်တရားကိုအပြစ်အနာစာမရှိအောင်စောင့်ထိန်ရတာဒါကအခြေခံအကျဆုံးပဲအဆင့်၂ကသမထဝိပဿနာကျင့်စဉ်စိတ်ကိုတည်ငြိမ်အောင်အာယုံစုစိုက်မှုအမြင့်ဆုံးရောက်အောင်ဉာဏ်ပညာထက်မြက်လာအောင်တရားအားထုတ်ရတာအဆင့်၃ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တလုံးထူးချင်းကျင့်စဉ်ပေါ့ဒီမှာတော့စီးမြစ်တွေထက်သက်တူရည်ကိုသုံးပြီးတော့ထာမန်ရုပ်ခန္ဓာကိုယ်ကိုအသက်ရှည်ခံနိုင်တဲ့ပူပြီးစွမ်းအားရှိတဲ့ခန္ဓာကိုယ်ဖြစ်အောင်ပြောင်းလဲယူရတာနောက်ဆုံးအဆင့်၄တတိပေါက်ခြင်းဒီအဆင့်ရောက်ပြီးဆိုရင်တော့စောကပြောခဲ့တဲ့တဘာဝလွန်တန်ကိုစွမ်းရည်တွေကိုအကုန်လုံးပိုင်ဆိုင်သွားပြီပေါ့โอเคအခုဆိုသူတို့မှာဘလို့တန်ခိုးတွေရှိလဲဘလို့ကြင်ကြံရလဲတီးလောက်ပြီးဒါပေမဲ့မေးစရာရှိတာကဒီလိုမတင်နေတဲ့ဘွားနဲ့တန်ခိုးတွေကိုဘာတော့မှရှာဖွေကြတာလဲဘာလို့ဖို့လဲအဲ့ဒါကပဲသူတို့ရဲ့ရည်ရွယ်ချက်ကိုပို့ပြီးထင်ရှားစေမှာပါဒီစကားပုံလေးကသူတို့ရဲ့ရည်ရွယ်ချက်ကိုအကုန်လုံးပြောသွားတယ်လို့တာပဲဆိုလိုတာကရှင်းရှင်းလေးပဲသူတို့ရဲ့တန်ဖိုးတွေသူတို့ရဲ့အသက်ရှည်ခြင်းတွေကကိုကျိုးအတွက်တစ်ခုမှမဟုတ်ဘူးအသိပညာကိုရောသာသနာတော်ကိုပါကာလကျမ်းတွေအမောင်ကြားတဲ့အခြေအနေမှာမပြောက်ပြက်သွားအောင်တည်ဆောင်ဆောင်ရှောက်ဖို့အဲ့ဒါသူတို့ရဲ့အဓိကရည်ရွယ်ချက်ပဲဒါကြောင့်သူတို့ဟာလူအဖွဲ့အစည်းမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ကြတယ်ပထမဆုံးတော့ဘုဒ္ဓရဲ့တရားတော်တွေမပြပြအောင်ဆောင်ရှောက်တဲ့ဓမ္မအဆောင်ရှောက်တွေပေါ့နောက်နိုင်ငံမှာအကျက်အတွေးတွေဖြစ်လာတဲ့အခါကာကွယ်ပေးသူတွေဖြစ်လက်ရည်တည်ကြတယ်ဒါအပြင်လူတွေအတော့အကျဉ်ပေးသူတွေကုတာပေးသူတွေနောက်ပြီးတော့တကယ်ကိုထိုက်တန်တဲ့တပေးတွေကိုလမ်းပြပေးတဲ့ဆရာတွေအဖြစ်လဲတာဝန်ယူကြတယ်လို့ဆိုပါတယ်ကဲအခုထိကတော့ရှေ့ဆင်လာတဲ့အကြောင်းပြောခဲ့တာပေါ့ဒါပေမဲ့ဒီယုံကြည်မှုကတမိုင်းထဲမှာပဲကျန်ခဲ့တာလားလုံးဝမဟုတ်ပါဘူးအခုနောက်ဆုံးပိုင်းမှာဒီဝိဇ္ဇာယုံကြည်မှုကမျက်မှောက်ခေတ်မြန်မာနိုင်ငံမှာဘလို့ရှင်တန်နေစေလဲဆိုတာကိုကြည့်ကြရအောင်
အန်ဩစရာကောင်းတာကဒါဟာတမိုင်းတဲကပုံမြင်တပုတ်မဟုတ်ဘူးရှင်တန်တေဆက်ယုံကြည်မှုတစ်ခုပါဒီနေ့ခေတ်မြန်မာနိုင်ငံရဲ့နံပိုင်းဆိုင်ရာယုံကြည်မှုတွေယဉ်ကျေးမှုတွေထဲမှာဒီဝိဇ္ဇာလမ်းစဉ်ရဲ့လွှမ်းမိုးမှုတွေကရှိနေတော့မယ်တချို့လူမှုရေးနိုင်ငံရဲ့အဖြစ်အပျက်တွေရဲ့နောက်ကွယ်မှာတော့ဒီယုံကြည်မှုရဲ့အငွေအသတိကိုတွေ့နိုင်တယ်လို့လေ့လာသူတွေကဆိုကြပါတယ်ဆိုတော့ဒါဟာတကယ်ကိုအမြင့်တွယ်နေတဲ့ရှင်တန်နေတဲ့အစင်လာတစ်ခုဆိုတာထင်ရှားပါတယ် ကဲဒီနေ့တင်ပြမှုကိုဒီမေးခွန်းလေးနဲ့အဆုံးသတ်လိုက်ခြင်းပါတယ်ဒီခါလေးကျရင်ကျွန်တော်တို့မမြင်ရတဲ့သိဖိတတိမထားမိတဲ့ရှေ့ကျတဲ့အသိပညာတွေရှုဝိုက်တဲ့အစင်အရာတွေကအခုကျွန်တော်တို့နေထိုင်နေတဲ့ဒီကဘာကြီးကိုဘယ်လောက်ထိများပုံဖော်ပေးနေနိုင်မလဲအဲ့ဒီအကြောင်းလေးကိုပြန်ပြီးတော့တွေးကြည့်ဖို့ချမ်းသာခဲ့ပါစေ